တိုက်ပွဲအခြေအနေလည်းငြိမ်သက်သွားပြီသူ့ကိုစောင့်ရှောက်ထားရင်းနဲ့ဒီစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ကတိုက်ပွဲသတင်းလဲစုံစမ်းတယ်ရှင်ဘုရင်တပ်တွေဘယ်မှာရှိလဲတခိုးတပ်တွေဘယ်မှာရှိလဲဒါလဲသူကစနေနာပေးထားတော့ဘုရင်ရှင်ဘုရင်ကြီးကိုသူကတော့ဘုရင်မှမသိဘူးပေါ့ရှင်ဘုရင်ကြီးကိုအိမ်ထဲပင့်လာအမောင်းထိုင်းမှာနေရာထိုင်ခင်းပေးပြီးတော့မှသူ့မိမကိုခေါ်တယ်လာငါမိမကြီးဒီမှာဧည့်သည်ရောက်တယ်ကွာငါနောင်တော်ကြီးကိုခြေဆေးပေးစမ်းသူ့မျိုးသမီးကိုခေါ်ပြီးတော့မလုပ်ခိုင်းတယ်ခြေဆေးခိုင်းတယ်ခြေဆေးပြီးတော့စီနဲ့ဘာနဲ့ခြေစုပ်လက်နဲ့ဆုံနဲ့ပြုစုခိုင်းပြီးတော့မွန်မြတ်တဲ့ခဲပွဲတွေနဲ့ချက်ပြုတ်ကျွေးမြင်းကိုလည်းတခါတည်းအညောင်းပြေအောင်တခါတည်းကုန်းနီးတွေပါတယ်အကုန်ဖြုတ်ပြီးတော့စီနဲ့ဆုံနဲ့လမ်းလျှောက်ပေးပြုစုပေးဆိုတော့ရှင်ဘုရင်ကလည်းဒီပုဂ္ဂိုလ်ရဲ့မူရာဟန်ပန်နဲ့ပြုစုမှုကိုကြည့်ပြီးတော့ဒါသူ့အတွက်အန္တရာယ်မရှိဘူးဆိုပြီးတော့အဲ့ဒီအိမ်မှာ3-4ရက်လောက်အနားယူဘယ်နှစ်ရက်3-4ရက်လောက်အနားယူလိုက်တော့အာရင်လည်းပြေးသွားပြီနည်းနည်းအင်ကြီးတွေအမှန်တန်ဆင်ပြေတယ်အဲ့တော့4ရက်လောက်နေတော့ကဲငါသွားမှဖြစ်မယ်ဒါလောက်ဆိုရင်ငါလည်းခွန်အားပြေးပြီမြင်းလည်းခွန်အားပြေးပြီငါတို့ပြန်ပြီးတော့အလှရှားလို့ရပြီဆိုတော့ဒါသင်တို့တာဝန်ပဲတဲ့သင်သွားရမယ့်အချိန်ကသင်သိပါတယ်သွားလို့ရင်ဘယ်လန်းကသွားပါဘယ်လန်းမှာအန္တရာယ်ကင်းပါတယ်ရှင်ဘုရင်တက်တယ်ဘယ်မှာစောင့်နေတယ်ပေါ့ဆိုတော့ရှင်ဘုရင်တက်ကလည်းရှင်ဘုရင်နဲ့သူတို့နဲ့ကွဲသွားကြတော့တိုက်ပွဲနဲ့မလန်းမကန်းနေရာမှာကွင်းပြင်ထဲမှာတစ်တက်ချပြီးတော့မှရှင်ဘုရင်ကိုစောင့်တယ်ကဲဆိုကြစို့အဲ့တော့အဲ့လိုပြုစုပြီးပြန်တော့မယ်ဆိုတော့လမ်းမှာစားဖို့ရိတ်ခါအပြည့်စုံမြင်းအတွက်ရိတ်ခါအပြည့်စုံလက်နဲ့ကိုလည်းတခါတည်းဓာတ်ကိုလည်းကြာနာတွေးထားပြီးသားစစ်တီတယောက်အတွက်လိုအပ်တာအကုန်ပြည့်စုံအောင်တခါတည်းဒီရွာသားကပစ္စံတရက်သားကအပြည့်စုံဆောင်ရွက်ပေးလိုက်ဆောင်ရွက်ပြီးတော့ရှင်ဘုရင်ကအလွန်ကျေးဇူးတင်တာနဲ့အမောင်မြို့ကိုရောက်ဘူးလားတဲ့တခါတလေတော့ရောက်ဘူးပါတယ်ရောက်ဘူးရင်မြို့ရောက်ရင်ငါလိပ်စာမင်းကိုပေးခဲ့မယ်ကွာတဲ့ငါမြို့လေကောင်မှာနေတာမြို့ကိုလာရင်တောင်ဘက်မုတ်ကလာပါဘယ်ရလာတောင်ဘက်မုတ်ကလာပြီးတော့တကားဆောင်ကိုမေးလိုက်ပါဒီမြို့ကမြင်းစည်းကြီးရဲ့အိမ်ပါတယ်ဟုတ်တယ်သူကမြင်းကြီးစီးပြီးလာတာဟုတ်နော်မြင်းစည်းကြီးရဲ့အိမ်ဘယ်နားမှာလဲဆိုရင်သင်ငါစီရောက်ပါလိမ့်မယ်သင်အဲ့ဒါလေးမှတ်ထားဆိုပြီးတော့သင်္ကေတသူ့ရဲ့သင်္ကေတတစ်ခုအထိမ်းအမှတ်တစ်ခုလည်းပေးထားခဲ့တယ်ပေးထားခဲ့ပြီးတော့မှမြို့ကိုလာဖို့ဖိတ်ခေါ်ပြီးတော့ပြန်သွားတယ်ပြန်သွားပြီးတော့ဘုရင်တပ်တွေနဲ့ပြန်ပေါင်းမိပြီးတော့သခိုးကိုနှိမ်နှင်းနဲ့အလုံးပြီးသွားတဲ့အခါကျတော့သူတို့နန်းတော်ပြန်ဝင်ကြတယ်နန်းတော်ပြန်ဝင်တဲ့အခါကျတော့အောင်ပွဲခံပြည်သူပြည်သားတွေကကြိုးစိုးပြီးရှင်ဘုရင်ကြိုးစိုးနေတဲ့နေရာမှာတောင်ဘက်မုတ်ကဝင်ပြီးတော့တောင်ဘက်မုတ်ဆိုတာဒါအကြောင်းရှိလို့ပေါ့လေတောင်ဘက်မုတ်ကဝင်ပြီးတော့မှရှင်ဘုရင်ကြီးကသူ့လက်အောက်ငယ်သားတွေကိုတခါတည်းအကုန်ဘေးဖယ်ရှင်းပြီးတော့တကမူးကိုတတ်ခေါ်ပြီးတော့တကမူးကိုကြာနာမာထားခဲ့တယ်တင်းစီကိုမြင်းစည်းကြီးဆိုတဲ့ပုဂ္ဂိုလ်တယောက်လာရှာရင်အဲ့ဒီပုဂ္ဂိုလ်ကိုလက်ဆွဲပြီးငါစီအရောက်ပို့မင်းအဲ့လိုပို့ရင်မင်းအတွက်စုတော်ငွေ1000ရတိုးတိတ်ကြိတ်မှာ